ခုချိန်မှာတော့3ယောက်ပေါင်းပြီးရတဲ့မွေးနေ့တစ်ခုဖြစ်ပါတယ်။ငရှင်ကတော့နော်မီရဲ့လူကဲရဲ့မှတ်ချက်ရဖြစ်ပါတယ်။ဒါတော့အဖွားကြီးကတော့အင်တာရှိမှထိုင်ပြုတ်ပေးနေတယ်။ဟုတ်တယ်နော်။ဒါတော့စပိုင်စီအဲ့လိုမျိုးသူ့မွေးနေ့စပိုင်စီအတူမွေးနေ့ဘာတူလဲလူကဲပြီးတော့နော်မီပြီးတော့ချယ်ရီအော်တူမာနဲ့ခုချိန်မှာတော့နော်မီလူကမချိတ်တဲ့ထိမှုတော့ခွေးမှဖြစ်ပါတယ်같은 말 때문에 맘에 상처를 내놓고 미안하단 말 한마디 없이도 날 혼자 위로하고 오늘 하루도 혹시나 떠날까 늘 불안해해 I just want you to stay 점점 무뎌져가는 너의 그 무표정 속에 점점 내려놓자는 거울에 속삭이곤 해 늘 당연하게 생각하는 너지만 그게 너다워 그래도 stay with me 얼마나 이겨면 말로 알면서ခုချိန်မှာတော့မနှွယ်ကိုအပေါ်ထက်မှာဝင်းနေရှင်နေတဲ့လူအုပ်ရတာစုပြီးတော့ဂိမ်းမုံတော်ဝေးပြတဲ့လူညောင်ကအစီတမ်းဖြစ်သွားတယ်လို့ surprise တော့တိုက်ခိုင်းထားပါတယ်။ဆိုင်လောက်ရှာနေပါတယ်။Happy birthday to you. Happy birthday to you. Huma, nadia huma. Happy birthday. Happy birthday to you. Tao yang tu mele. May God bless you. You're not just God bless you always. May God bless you forever. May God bless you always. Happy birthday to you. Happy birthday to you. Happy birthday to you. Happy birthday. Look at you, Roman. Zaya, surprise တိုက်ခံရတာနေဘေဘီတဲ့အမဘယ်လိုခံစားရလဲ surprise တိုက်ခံရတာအော်ညီမလေးဘယ်လိုခံစားရလဲမမအောင်မလဲကြောက်လေမလေးကြောက်လေငါတို့ခံစားရလဲဘယ်လိုခံစားရလဲလက်ဝါတရားလေးပြောလိုက်တာရင်တောင်တုံးနေဒီတရားဘယ်လိုခံစားရလဲငိုပါငို